Hello everyone ဒီနေ့တော့ကျွန်တော်တို့ site မှာorder မှာထားတယ်ပေါ့နော်အဝယ်လေးတွေရောက်ထားတယ်အားလုံးပေါင်းပြန်များ3000ဝန်းကျင်လောက်တော့ရှိမယ်ပေါ့နော်3000ဝန်းကျင်တော့ရှိတဲ့ကက်တွေကိုကျွန်တော်တစ်ချက်ပြပေးပါမယ်ဒီနေ့ဘာတွေရောက်ထားလဲဆိုတာဆိုတော့အရင်ဆုံးအနေနဲ့ဒီဟာတော့ကျွန်တော်ရဲ့ personal collection ပေါ့နော်ကျွန်တော်ဒီ prismatic evolution ကိုအကုန်ပြည့်အောင်စုနေတာပေါ့နော်အကုန်လုံးတော့ပြည့်သွားပြီဒီ PSA ကိုမှကျွန်တော်ဒီ set number အတစ်နဲ့ပေါ့နော် set number အတစ်14နဲ့ရအောင်လို့ဒါလိုက်ရှာဝယ်ထားတဲ့ကတ်တွေပေါ့အားလုံးပေါင်း6ကတ်ဖြစ်မယ်ဒါပေမဲ့ Jodion ကတော့မရောက်သေးဘူးပေါ့နော်ကျွန်တော်ဝယ်နေနေပဲဒီရပိုင်းထဲမှာဈေးကဒေါ်လာ200 300နဲ့500လောက်ထိထိုးတက်သွားတယ်ပေါ့နော် full set ကတော့ sequential ရဖို့တော့ခက်တယ်ပေါ့နော်ဒါတော့ sequential မဟုတ်ပါဘူးဒါဆိုလို့ရှိရင် embryo ဒီကောင်ကတော့ကျွန်တော်တို့ demo ကြီးဆုံးပေါ့နော်ဒီ series ထဲမှာတော်တော်လေးလာတယ်ကျွန်တော်ဒီသူ့ရဲ့ artist ရဲ့ဒီ artwork တွေကိုအရင်ကလည်းကြိုက်တာလည်းပါပေါ့နော်ဒါပေမဲ့သူဒီဟာကိုလုပ်မှကျွန်တော်မသိခဲ့ဘူးဒီချပြန်ကြည့်တော့မှဒီ artist ကဆွဲပေးထားတာပေါ့နော်ဒီ prismatic တဲ့ embryo ကျွန်တော် favorite Pokemon နဲ့မှာပါတယ်ပေါ့နော် so ဒီကောင်ကတော့ကျွန်တော်တို့ကားပေါက်စေ4500လောက်တော့ရှိမယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့က4000ပေါ့နော်4000 USD အခုဆိုရင်9000နီးပါးလောက်တော့ဒီ Fanta တွေကရောင်းရတာရှိရပေါ့နော်ကောင်းရှိမယ်ဒုတိယလာတော့ Selvion ကလည်းဈေးတက်လာတဲ့နေရာမှာပါတယ် Selvion အဲ့တော့ EV အားလေး Flareon ဒါ Vaporeon ဒါ Glaceon ဒါ Espion ဒါ Galifron ဟုတ်လားကြိုက်ဆုံးကတော့ Lifron ကြိုက်တယ် artwork အနေနဲ့ပေါ့နော် Lifron ကြိုက်တယ် Selvion ကြိုက်တယ် Embryo ကြိုက်တယ်ပေါ့နော်မကြိုက်ဆုံးက Jodion တော့မရောက်သေးဘူး Okay ဒီအားလုံးပေါင်းဒီ6ကတ်ကတော့ကျွန်တော်ခံမှန်းကြီးပေါ့နော်ကျွန်တော် USD 1000 ဝန်းကျင်လောက်မှာတော့ market စီရှိမယ်အဲကျွန်တော် personal collection ပေါ့နော် Okay နောက်တစ်ခုပါကြည့်အောင်ဒီနှစ်ခုရှိသေးတယ်ဒီကလည်း prismatic series တွေပဲဒီမှာဒီကောင်ကကြတော့ကျွန်တော် promo ကတ်ပေါ့နော်သူကကျွန်တော် figure collection ဆိုတဲ့ဒီ box ထဲမှာပါတဲ့ promo ကတ်ပေါ့နော်ဒီကောင်တော့ဈေးသိမ့်မရှိဘူးဒီကောင်က200ကျော်ရှိမယ်ဒီကောင်100ကျော်လောက်ပဲရှိအောင်ပေါ့ဒါပေမဲ့ဈေးတက်လာဖို့တော့စူတောင်းတယ်ပေါ့နော်ဒီကောင်ကြည့်မယ်ဆိုရင်တော့ကျွန်တော် sequential ပေါ့နော် sequential ဘာကိုခေါ်လဲဆိုလို့ရှိရင်ဒီ PSA ရဲ့ set number ကရှေ့စင်နောက်စင်ဖြစ်နေရမယ်ပေါ့နော်ဆိုလို့ရှိရင်611 610ပေါ့နော်အများဆုံး market ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီတို့အများစုတော့ Asia ဘက်ကလူတွေကတော့ဒီ number ကို crazy ပို့ဖြစ်တယ်ပေါ့ဖြစ်တော့ဒီ sequential number ဆိုလို့ရှိရင်ဥမာ market စီက900ဆိုလို့ရှိရင် sequential ဆို950 600လောက်ဒီတင်အောင်ကြတာရှိတယ်ပေါ့နော်ဒီနှစ်ကတော့ကျွန်တော်ကြိုက်တယ်ဒီနှစ်က artwork ကပို့ပြီးတော့လာတယ်ပေါ့နော်နောက်တစ်က Green Ninja ဒါအားလုံးကြိုက်ကြတဲ့ကတ်ပေါ့နော်ဒီကလည်းဒါ rare ကတ်တွေကတခုပဲပေါ့နော်ဒီကောင်ကတော့ကျွန်တော်USD 1000ဝန်းကျင်လောက်ရှိမယ်ပေါ့နော်1000လောက်ကျွန်တော်350 40ကျော်ဝန်းကျင်လောက်တော့ရှိမယ်ဒါလည်းကျွန်တော် set အသစ်နဲ့ပဲလေးလဲ like ဆွဲထားတာပေါ့နော်ဘာလို့ set အသစ်ကို mention လုပ်လဲဆိုလို့ရှင်တော့ကိုကြိုက်လို့ဒီ set အမြင်နဲ့မလို့ကျွန်တော်ပေါ့နော်အများဆုံးတော့ဒီ market ထဲမှာရောင်းဝယ်လို့တခါကြားလို့ရှင်ကျွန်တော်တချို့ကတ်တွေကစီ set number နှိမ်ပေါ့နော်အနေချို့ဒါပါကျွန်တော်တို့6လို့ဆိုရှင်တိတ်လူမကြိုက်ကြဘူးပေါ့နော်အမှန်ကတော့ဒါကတော့ personal choice ပေါ့နော်ဘာပဲပြောသူကဒီ number ပဲဖြစ်ဖြစ်နှိမ်တဲ့ number ပဲဖြစ်ဖြစ်ဒီကတ်ကဒီကတ်ပဲအဓိကတော့ဒီ authentic ဖြစ်ဖို့ပဲရေးကြည့်ရပါပဲဒါကျွန်တော်ကိုကြိုက်လို့ကိုဆွဲတာပေါ့နော်ဒီပုံမှာတော့ဈေးကတော့အဲ့လောက်ကြီးစကားမပြောပါဘူးကက်တော်လာညညာထဲမှာဒီကက်ကလာတော့မယ်ကျွန်တော်တဲ့ဒီ box ထဲမှာပါတဲ့ promo card တွေက green နေကြတဲ့ကောင်ရှိသေးတယ်ပေါ့နော်အတော့က400လောက်ပဲရှိမယ်ဒါကတော့ Santa Hero တွေအမိကခံကပေါ့နော်ဒီကောင်ကအဲ့ Santa Hero ကတော့ပြောမယ်ဆိုရင် hit ကတ်တွေအများကြီးပါတယ်လှတဲ့ကတ်တွေလည်းအများကြီးပါတယ်ကျွန်တော်ဒီ Dragonite လေးကိုတော်တော်ကြိုက်တယ်ပေါ့နော် Dragonite ကတော့ဈေးကျတာစောင့်နေအောင်ခုကတော့ဒီ let's so တွေကတော့ USD 2000အထက်မှာပဲရှိနေတော့ကျွန်တော်ကြာအောင်မလို့ထင်တယ်ပေါ့နော်ဘာအခုမှတစ်ထွက်တာလည်းပါတယ်နောက် print တွေကတောက်လျှောက်ထွက်နေကုန်မှာဆိုတော့ဒီကတ်တွေကထွက်လာအောင်ပါပေါ့နော် Okay ဒီကောင်ကတော့ဒါထဲမှာပါအဲ့ Santa Hero ထဲမှာပါဒုတိယကက်ဖြစ်မှန်းတယ်တွေ့ပါဂန်းက2ကက်ပါတယ်ပေါ့နော်ဒီကက်ကဈေးသက်သာတဲ့ကက်ပေါ့နော်ဒီကက်ကကျွန်တော်လေးလံမှာပုံမှန်900 800လောက်သွားတဲ့ဟာအဲ့ဒီကဒီ eBay မှာလေးလံတွေအများကြီးပဲဒီကက်ကရှိရပေါ့နော်
အဲ့ဒါကျွန်တော်လေးလန်းဆွဲတော့ဒီကောင်900ကျော်နဲ့ရပါပါကန်ကောင်းဘူးမှဆွဲမဲ့လူမရှိပဲကျွန်တော်ကန်ကောင်းမိရပါဒါပေမဲ့သူနဲ့တနေ့တည်းဆွဲတဲ့ကောင်တွေကတော့800တွေ900တွေဖြစ်သွားပြီပေါ့နော်ဒီမဲ့ခုဈေးကျနေပါတယ်ဈေးကျနေပါတယ်โอเคဒါကတော့နာမည်ကျော် tag တင်းနေပေါ့နော် GX ပေါ့နော်ဒီကလေးဆိုတော့လာတယ်ပေါ့ဒီကကျွန်တော်Facebook group တွေကနေပြီးတော့ America group တွေကနေလိုက်ဝယ်ထားတာဒါ1200လောက်ပေးရတယ် USD 1200ပေါ့နော် USD 1200ဒီကောင်လက်ဆက်တင်နေပဲဒါတော့သူများမှားလာတာပေါ့နော် Okay ဒီနှစ်ခုကကြတော့ကျွန်တော်လေးလံဆွဲရတာကျွန်တော်ရဲ့ personal collection ပဲဒီကောင်ကလည်းကြည့်မယ်ဆိုရင်ကျွန်တော် sequential ပဲဒီကောင်ကဘာမှတော့မဆိုင်ကျွန်တော် sequential မို့လို့လိုက်ဆွဲလိုက်တာပေါ့နော်ဒီကောင်ကကျွန်တော်100ကျော်ဒီကောင်ဈေးတက်တာတယ်ဒီကောင်အစီရတော့ပါဈေးတက်တာပေါ့နော်ဒီ Mew2 နဲ့ Mew လေးကတော့ကျွန်တော်ဘယ်လောက်လဲ900ကျော်လောက်တော့ရှိမှာမကောင်းနဲ့မမှတ်မိတော့ USD ရော900ထက်တော့တေးကြတယ်ပေါ့နော်ဒီ Mew လေးကိုချစ်လို့ဝယ်ထားတာကျွန်တော်ချစ်ဖို့ကောင်းတယ် tag team ဒီကောင်လေး Okay နောက်တစ်ခုကဒီကောင်က Dragonite ဒီ Dragonite ကတော့ Evolving Sky နဲ့ရပါတော့ Evolving Sky နဲ့ရဒီကောင်ကလည်း Evolving Sky နဲ့မှာဆိုတော့ Embryon ပြီးရင် Evolution ပြီးပါလို့ရှင်လူကြိုက်များတဲ့ကတ်ပေါ့နော်ဒီကောင်ကတော့လေးချစ်ဖို့ကောင်းတယ်ဒီကောင်လည်းဈေးကဘယ်လောက်လဲဆို USD 1000ဝင်ကြပါပေါ့နော်ဒီ modern ကတ်ရဲ့ပြဿနာပါလဲဆိုဈေးကအဲ့လောက်ကြီးဒီတက်ကြမရှိဘူးပေါ့နော်တက်ကြတခါနေပြီးခဲ့တဲ့လာပိုင်းတွေမှာတော့လုံးဝ Pokemon ကဟောအရန်ဖြစ်သွားတော့ဈေးတွေကမဟာတရားထိုးတက်သွားတယ်အထိရရှိရပေါ့နော်ပြီးတော့ပြန်တော့သူ့ရဲ့ stable price ကိုပြန်ပြီးတော့ကျသွားတယ်ပေါ့နော်နောက်တော့1000ဝန်းကျင်မှာပဲရှိမယ် USD 1000ပေါ့နော်ဒီကက်ကတော့ဒီကြောင်းပေါ့နော်ကျွန်တော်အစဂျပန်မှာပဲပါတယ်ဆိုပြီးတော့ဂျပန် promo ကတ်လာမသိပါတယ်ဆိုပြီးတော့လိုက်ဝယ်ထားတယ်ဂျပန်ကစင်ကာပူ300လောက်ပေးပြီးဝယ်တာပြီးတော့ဒီကက်ကကျွန်တော်တို့ဒီ Charizard set ထဲမှာလာပြီးတော့သူကပူဖြစ်တဲ့ကက်အနေနဲ့ပါလာတော့ရှေ့ကဂျပန်ကက်ကြီးကလစ်သွားဂျပန်နဲ့အင်္ဂလိပ်ပြဿနာပါလဲဆိုဂျပန် exclusive ကက်တွေဥပမာကျွန်တော်ပွန်ချိုတို့ပါလို့ဆိုတာဂျပန် exclusive ပေါ့နော်ဂျပန်မှာပဲတည်တဲ့လာတဲ့ကက်တွေဆိုလို့ရှိရင်တော့ဈေးကစောင်းကြီးတယ်ဒါပေမဲ့အဲ့လိုမျိုးဂျပန်ထွက်ပြီးတော့နောက်တိတ်မကြပဲအင်္ဂလိပ်ထပ်ထွက်လာလို့ရှိရင်အဲ့ဂျပန်ရှေ့ကက်ကက်ကဈေးကထိုးကြပါဘူးကျွန်တော်ဒီကောင်ရှိပဲနောက်စိတ်နေ McDonald Pikachu လည်းလာအောင်မယ်အကောင်လည်းထွက်လာတာ1000လောက်နီးပါးတီးပါကောက်တက်သွားပြီခု100 200ပဲရှိရတယ်ပေါ့နော်အကောင်လည်း2ကက်လောက်ပိုက်မိထားသေးတယ် Okay ဒါလေးကတော့ Mew ဒီ Mew ကလည်းကျွန်တော်ဆောင်းချစ်လို့ထပ်ဝယ်ရတာပေါ့နော်ဒီဘန်ကောက်မှာကျွန်တော်ရောင်းလိုက်သေးတယ်အဲ့ဒါက Crown Signet တဲ့ Mew ပေါ့နော် Mew လေးတစ်ချက်ကြီးအချစ်စရာလေးအိမ်နေဒီကောင်ကကျွန်တော် Black Star Prayer ရတဲ့ promo ကတ်ပေါ့နော် promo ပေါ့နော် promo site တဲ့ဒီကောင်ကလည်းဈေးရှိရဒီကောင်ကျွန်တော်900ကျော်လောက်ရှိရပေါ့နော်ဒါနောက်ပိုင်းဈေးတက်လာမယ်လို့တော့ထင်တယ်ပေါ့နော်ဘာလို့ site တက်ကတော့များစုကြရတဲ့မှာပါအမှန်တော့ကန်က site တက်အဲ့လိုမျိုးပေါ့နော်ဒါကကျွန်တော် US က vendor ကဒါရန်ဝယ်လို့ဆိုပြီးတော့လက်ဆောင်ပေးလိုက်တာပေါ့နော်ဒါ PSA 4ပဲဒါပေမဲ့ဒီကောင်ရဲ့ PSA 10ဘယ်လောက်ရှိလဲဆို USD 8000နေပြီးတော့ USD 1000ညလောက်တိရှိရပေါ့နော်ဒီကောင်လောက်ဆိုတော့200ပေါ့နော်နောက်တစ်နှစ်လောက်သုံးဖို့3နှစ်လောက်နေတော့ဒီလေးလဲကျွန်တော် gold star တွေပါလေလိုမျိုး1000လောက်တိမဖြစ်လာဘူးလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ thank you ပါဒါကတော့ဂျပန်ကျွန်တော်လည်းပြောဂျပန် promo ပေါ့ဒီကောင်နေဆိုလို့ရှိရင်တော့အင်္ဂလိပ်ကမထွက်ဘူးပေါ့နော်ဒီ Ash Pikachu ဆိုလို့ရှိရင်တော့ဒီ Pikachu နဲ့ဒီ Ash အုတ်ထုတ်လေးနဲ့ပေါ့နော်ဒီ artwork မျိုးဆိုကျွန်တော်6ကတ်လာရှိမှန်းနဲ့တူရပေါ့နော်အဲကျွန်တော်စီက brother တယောက်ပေါ့နော်သူက Pikachu crazy Pikachu တွေပဲကောက်စုလာတာအများကြီးပဲဒါကသူထပ်ဝယ်ထားတာပေါ့နော် Okay ဒါကလည်း gang က expedition ဒီကောင်ကဒါကျွန်တော် non hollow ပေါ့နော် hollow ဆိုလို့ရှိရင်let's so မှာ you မရှိ2000ကျော်မှန်းနဲ့တူရပေါ့နော်ဒီကက်ရဲ့ hollow อ่ะပေါ့နော်ဒါတပုံစံနဲ့ပဲသူက reverse hollow ဆိုပြီးလာသေးရပေါ့နော်အဲ့ကက်ကဈေးတော်တော်ကြီးရယ်နောက်ဆုံးကျွန်တော် eBay မှာ listing တွေ့ရတော့9000လည်းမသိဘူးတင်လာတာရှိရ USD 9000နော်ကန်ကာကြီးရဲ့ဈေးကတော့ကြောက်စရာကြီးပေါ့နော်ကဲပါဒါလည်းနောက်တဲ့ကန်ကဒီကောင်ကတော့ကျွန်တော် English ရှိမှန်းနဲ့တူရပေါ့နော်ကျွန်တော်သိမှတ်မိတော့ဟောကန်ကကလေးအရမ်းများတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ USD 3000ကျော်မှန်းနဲ့တူရကျွန်တော်3000ကျော်လောက်ပေးထားဒါကတော့ကျွန်တော် Fusion Strike တွေက hit cap ပေါ့နော်
straight တဲ့ hit ကဒီကောင်ကတော့ sequential မဟုတ်ဘူးဒီကောင်လည်းကျွန်တော်နောက်ဆုံးရောက်ခဲ့လိုက်တော့1500ပဲရှိမယ်အခု1800လောက်ဖြစ်သွားပြီပေါ့နော်လက်ရှိ1800ဒီကောင်ကတော့ကြိုက်ကြတဲ့ gun ကားထဲမှာပါတယ်တော်လာတယ်ပြင်မှာကက်ကလေးကက်အဲ့တော့နောက်ထပ် tag team ပေါ့ဒီကောင်ကကျွန်တော်ခုနပြောလို့တာ set နေ4ပေါ့နော်ဒါပေမဲ့ဒီကောင်က tag team ထဲမှာရန်စီကြည့်တဲ့ကက်ထဲမှာပါရပါတော့ကျွန်တော်ဒီကောင်ကကျွန်တော်ပေးခဲ့တယ်4600ပေးရတယ်4600ပေါ့နော်ဆယ်လာ9000ခေါ်လာတာကျွန်တော်4600ပေးခဲ့တယ် USD ကကျွန်တော် Instagram vendor တယောက်စီကဝယ်တာ Okay ဒီကောင်ကတော့အခုမှ151မှာပြန်ဟော့နေတဲ့ gun ကပေါ့နော်အကုန်လုံးပြန်လိုက်ဝယ်နေဒီ master ball ကျွန်တော်ဒီ hollow မှာဒီ pokeball လေးတို့ဟို hollow လေးပါတယ်ပေါ့နော်ဒါက Japan cat ပေါ့ English cat သက်ရှိနေတယ်ဒါကကျွန်တော်900ဖြစ်မယ်တဲ့အတွက်ကျွန်တော်တို့ဝယ်လိုက်တာသိတော့မမှန်ပြီတော့ Okay ဒါကတော့နောက်ထပ် red cap ပေါ့နော်ဒါမိမိ Q နဲ့ gun ကဒီ tag team တွေမှာကတော့အဲ့လို jewel ပေါ့နော် tag team ဆိုကျွန်တော်တို့နှစ်ကောင်တွဲပါတယ်ဒါပေမဲ့နှစ်ကောင်မှတော့ဒီကောင်တစ်မျိုးစီအတွက်တော့ artwork ရှိရပေါ့နော်ဒါတစ်မျိုးရှိရနောက်တဲ့ gun ကကြီးပဲတက်နေနောက်မိကိုကနောက်မှလာပြီးပါတယ် ticket ရှိသေးရပေါ့နော်ဒီ cat ကတော့ဈေးကြီးရဒီ cat ကဒီ ticket တော့ပဲ4600ရှိရပေါ့နော်4600ရှိရဒါကတော့ကျွန်တော်တို့လုံးဝ unique ဖြစ်တဲ့ collector တယောက်ရဲ့ cap ပါသူကအကုန်စုတယ်ပေါ့နော်ကျွန်တော် Pokemon TCG တော်တော်များအကုန်စုတယ်ဟောဒါက Dragon Ball ကျွန်တော်တို့ Fusion War ပေါ့နော်ကျွန်တော်ပြောမှဆို One Piece မှာလို့ manga cap လို့ခေါ်တာပေါ့နော် manga booster တွေကပါတဲ့ cap ပေါ့နော်သူကဒီကောင်ပေါ့နော်ကျွန်တော် SR ဟိုမှာ star 2ပွင့်နဲ့ပါတဲ့ကောင်ပေါ့နော်ဒီကောင်ကဒီမှာ star 2ပွင့်ရှိတယ်တပွင့်နဲ့လာတဲ့ဟာရှိရပေါ့နော်သူ2ပွင့်ဆိုလို့ရှိရင် hit cap ပေါ့သုံးကစေးကြည့်တယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့3000ပေးခဲ့ရတယ်ပေါ့နော် USD 3000 Dragon Ball တော့ကျွန်တော်တို့ဒီအားချဘက်မှာတိတ်နာမည်လာမကြည့်သေးဘူးကျွန်တော် TCG အနေနဲ့ဆိုပြောတာပေါ့နော် enemy ကတော့တော့နာမည်ရှိပြီဒါပေမဲ့နောက်ထပ် One Piece ပြီး hit ဖြစ်လာမဲ့အကောင်ကတော့ကျွန်တော်စိတ်နဲ့ Dragon Ball လို့ခေါ်ထင်တယ်ပေါ့နော် Dragon Ball ရဲ့ကဲတဲ့အခုဆောင်းစီကြည့်တယ်နောက်ကျွန်တော်တို့ Dragon Ball မှာလို့ serial ကဲဆိုပြီးရှိသေးတယ်ပေါ့နော်ကိုကူနဲ့ပေါ့အဲ့ဒါဆိုရင်ဒီဘာလို့မှ999ပေါ့1000ပဲရှိမဲ့ကဲပေါ့ပြောလို့မျိုးပေါ့အဲ့ရှိနေတာ BGS ပေါ့နော် BGSဒါလည်းနောက်ထပ်ဟောဒါ Chinese နာမီပေါ့နော်အဲ Chinese နာမီဆိုတရုတ်နာမီကိုပြောတာမဟုတ်ဒါ Chinese first anniversary set ဆိုပြီးတော့ One Piece က Chinese exclusive အနေနဲ့ထွက်ထားတဲ့ကတ်ပေါ့ဒီမှာဆိုကျွန်တော်ပြောတဲ့ series ဆိုတာပါတယ်ပေါ့နော် series ဒီမှာဆိုရှင်3938ဆိုတဲ့နာမည်ပေါ့သူကဒီ series နံပါတ်တွေကပါတဲ့ကတ်တွေကဘာလို့နာမည်ကြီးဈေးကြီးရတာလဲဆိုရှင်သူကတကယ်ဘာလို့မှကန့်တက်နဲ့ထုတ်ထားတာပေါ့နော်1000ပဲထုတ်မယ်100ပဲထုတ်မယ်200ပဲထုတ်မယ်အဲ့မှာနံပါတ်ကနံပါတ်အဲ့နံပါတ်တိုင်းမှာထုတ်မှာဖြစ်တယ်တော့ဒီကဘာလုံးမှာဒီ cap ပဲချမ်းမနောက်ထပ် reprint မရှိဘူးပေါ့နော်နောက်တစ်မျိုးဒီကောင်တွေက unique number တွေပေါ့ဥပမာထားပါတော့ဒီမှာကဏ္ဍလေးလို့ဆိုကျွန်တော်1122သာရှိခဲ့တယ်လို့ဆိုလို့ရှိရင် market price ရဲ့2ဆ3ဆမကဈေးတင်အောင်ကြတာရှိရပေါ့နော်ဒါကတော့ကျွန်တော်တို့ USD 3000ရှိပါတယ်ဒီကောင်ဈေးပြန်ကျသွားတာဟိုတော့ One Piece ရဲ့ hit ဖြစ်တော့9000လောက်ထိကြောက်သွားသေးတယ်ပြီးတော့ပြန်ကြပါတော်တော်လေးလာတယ်ပေါ့နော်တော်လေးလာတယ် One Piece cat တွေတော့ကျွန်တော်သဘောကျတယ် Pokemon နဲ့မတူ Pokemon ကလုံးဝ artwork တွေကစုပ်ပြတ်တက်နေတယ်စုပ်ပြတ်တက်ဆိုတာတကယ် cat quality ကမကောင်းတာပါနဲ့ artwork တွေကမိုက်ရတာနေပါ One Piece cat တွေဆိုအရင် unique ဖြစ်တယ်ဒီဖောင်းကြွဖြစ်တဲ့ texture တွေတို့ဒီ hollow တွေကတော်တော်လေးလာတယ်နောက်သမီးသူတို့ရဲ့ cat တွေအကုန်လုံးကကျွန်တော်10 cat grade လို့ရှိရင်အနည်းဆုံး8 cat 9 cat လောက်တော့တန်းသေးချပေါက်ရတယ်ပေါ့နော်မျက်စိမိတ်ပြီးတင်အောင်ရတဲ့ cat တွေပေါ့ဟိုPokemon တော့စုပ်ပြတ်တယ်ဒါတွေကတော့ raw တွေလို့ပဲပြောမှာဒါဆိုရှင်ဒါ Nexus Promo တွေက Rip Bound ပေါ့နော်ဒါကတော့ Rip Bound LOL Gain ရဲ့ ECG ကတ်ပေါ့နော်ဒါကလည်းသူ့ရဲ့ fan နဲ့သူရှိတယ်ဒီကတ်ရဲ့တန်ဖိုးကအနည်းဆုံး1000 လောက်ကနေစတယ်ပေါ့နော်ဒါ grading ထွက်သွားလို့ရှင်ကောင်းပါရင်စောင်းဝစီကြည့်ပါမယ်မဖောက်ပြတော့ဘူးကျွန်တော် damage ဖြစ်မှာဒါကတော့ကျွန်တော်တို့ Gundam DCG ရှိရဒါလည်းသူ Gundam လည်း One Piece ဆိုပဲဘန်တိုင်းကထုတ်တဲ့ကတ်တွေပေါ့နော် Gundam ကလည်းသူ့ရဲ့ fan နဲ့သူရှိတယ်သူ့ market price နဲ့သူရှိတယ်မှာကျွန်တော်တို့နောက်ဆုံး let's show ထဲမှာ Wing Gundam ဆိုလို့ရှိရင် USD 1000နီးပါးလောက်နဲ့လေလံအောင်သွားတာရှိရပေါ့နော်ဒါ promo cat I78 ပေါ့နော်အားတွေကတော့ကျွန်တော် Union Arena တွေကကတ်တွေဖြစ်ပါတယ်အဲဆိုရှင် Demon Slayer တွေက Nezuko ဒါ review တွေက
ဒါ winner cap ပေါ့နော် cap ပေါ့နော် winner cap ဆိုတော့ကျွန်တော်တို့ game tournament တွေမှာဒါ game source လို့နိုင်တဲ့လူတွေကိုပေးတဲ့ promo cap ပေါ့နော်ဒါပေမဲ့ဒီ cap တွေကကြတော့လေခုနက serial လို့ပဲသူရှားတယ်ကျွန်တော်တို့ booster box တွေထွက်တဲ့ cap တွေမဟုတ်ဘူးပေါ့နော်ကျွန်တော် game သွားဆို game ဒီ tournament cap ပွဲတွေသွားပြိုင်ပြီးတော့မှရှားတဲ့ cap တွေပေါ့နော်နောက်တဲ့ winner အကြည့်တော့ higher winner cut တွေဆိုလို့ရှိရင်ဒီကောင်လုံးမှာတစ်ကတ်ပဲရှိတဲ့ cut တွေပါရှိရပါတော့ဒါ release event cut တွေပေါ့နော်ဒါ cut စားထွက်တဲ့အချိန်မှာပေးတယ်သူတို့ event မှာပေးတဲ့ promo cut တွေဒါတွေဆိုလို့ limited နဲ့ပဲလာတဲ့ cut တွေပေါ့နော်ဒါကျွန်တော်တို့ raw တွေဝယ်ထားပါတော့ပြန် grade ဖို့အတွက်ဒါကခုနနာမီလိုပဲဒါ Chinese scan နဲ့ promo cut တွေပါ red envelope နဲ့လာတဲ့ဟာတွေပေါ့နော် okay ဒါပဲဒီနေ့ရောက်လာတော့အားလုံးပေါင်းပြန်များဆိုလို့ရှိရင်ဒီမှာဝင်နေဆို3000ဝန်းကျင်တော့ရှိရပါတော့ဒါ raw တွေပါတည်း raw တွေကိုတော့မှဒါ grading နဲ့ထွက်လို့ result ထွက်လို့ဘယ်လောက်ရမလဲဆိုတာပေါ့မမှုတည်သေးရပေါ့နော် okay အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီမှာတော့ TCG action figure အကုန်လုံးသင်ပေးပါတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းအားပေးခဲ့တဲ့ customer တွေအားလုံးကျေးဇူးတင်ပါတယ်နောက်ပိုင်းကျွန်တော်ဒီလို video content လေးတွေလုပ်ဖို့ရှိပါတယ်အားလုံးပဲ peace